တိညူမောင်နေသောတစ်တော်ကြီးအနီးမြေကမ်းပါတွင်တည်ရှိသည့်တရေရွာသည်နှစ်ပေါင်း100ကျော်ကြာကျိန်စာတစ်ခုနှင့်ရုန်းကန်နေရသည်လူကြီးများပြောသည်မှာရွာသားတစ်ယောက်သည်တစ်တော်အတွင်းရှိနတ်ဝင်ထဲကစိန်ကိုဖျက်ဆီးမိပြီးနောက်ရွာတစ်ခုလုံးကျိန်စာတင်ခဲ့သည်ဟုဆိုသည်ယခုအခါလပြည့်ညတိုင်းတစ်တော်ထဲမှမိခိုးမေးများထွက်လာပြီးရွာသားများကိုပျောက်သွားကြတယ်ရွာသူရွာသားများကြောက်ရွံ့ထိတ်လန့်နေကြရာတွင်မောင်ရွှေသည်ဤကျိန်စာကိုဖြေဖို့စတင်စွန့်စားသည်သူသည်ရွာ၏အသက်ငယ်ဆုံးနှင့်တတိနှင့်ပြေဆုံးပြီးဖခင်ဖြစ်သူကိုငငယ်ကလေးကတစ်တော်မိလောင်မှုတွင်ဆုံးရှုံးခဲ့ဘူးသည်သူတွင်သူ၏မိခင်ဖြစ်သူပေးခဲ့သောရှေးဟောင်းလက်စွပ်တကွင်းသာရှိသည်ထိုလက်စွပ်သည်မကောင်းဆိုးဝါးများကိုကာကွယ်နိုင်သည်ဟုအစဉ်အလာကပြောဆောင်မှတ်ရှိသည်တညတွင်မောင်ရွှေသည်တစ်တော်အတွင်းသို့လျှို့ဝှက်ဝင်ရောက်ပြီးနတ်ဝင်စင်ကိုရှာဖွေသည်လမ်းတွင်ငွေပါရဲများလက်ပြမဲကြီးများပြုံးနေသောမျက်နှာမရှိသည့်အရိပ်များဖန်တီးသည့်များနှင့်ရင်ဆိုင်ရသည်နောက်ဆုံးတွင်တစ်ပင်ကြီးတစ်ခုအရင်းတွင်သွေးနှင့်ရေးထားသောတင်ကေတများပါသည့်ဂူတစ်ခုကိုတွေ့ရှိသည်ဂူအတွင်းမှမိခိုးမေးများထွက်လာပြီးလူသားအတန်နှင့်အတန်တုကငါ့ကိုလွတ်စေခြင်းလားဟုပြောလာတယ်မောင်ရွှေသည်ဂူအတွင်းသို့ခြေစုံပြစ်ဝင်လိုက်သည်အတွင်းတွင်ကြောက်ဆက်နံရံများပေါ်တွင်ရွာသားဟောင်းများ၏အယိုးစုများကိုတွေ့ရသည်ဗဟိုတွင်မီးအိုးကြီးတစ်လုံးနှင့်အတွင်း၌မိခိုးမင်းများလှိုင်ထွက်နေသည့်မျက်နှာဖုံးတက်ထားသောရုပ်တုတစ်ခုရှိသည်ထိုရုပ်တုမှာကျိန်စာကိုစတင်ခဲ့သောနတ်ကွန်းဖြစ်သည်မောင်ရွှေသည်လက်စွပ်ကိုဆွဲကင်ပြီးရုပ်တုကိုဖြိုဖျက်ရန်ကြိုးစားသည်သို့သောမင်းကငါ့ကိုမတားနိုင်ဘူးရုပ်တုမှမိခိုးများစုပြုံလာပြီးလူသားပုံတံဖန်တီးလာကမောင်ရွှေကိုချင်းချောက်သည်ထိုအရာသည်ရွာကိုကျိန်စာတင့်စေခဲ့သောနတ်ဆိုးတော်မေမြင့်ဖြစ်ကြောင်းသိရသည်သူမသည်လွန်ခဲ့သောနှစ်များကတစ်တော်ကိုမိရှို့တက်ခံရသူဖြစ်ပြီးလက်စားချေရင်ပြန်လာခြင်းဖြစ်သည်မောင်ရွှေသည်သူ၏လက်စွပ်ကိုအသုံးပြုကနတ်ဆိုး၏အစွမ်းကိုပြန်လည်တိုက်ခိုက်သည်သို့သောနတ်ဆိုးကသူ့အားစိတ်တက်ပြတ်အောင်ပြုလုပ်သည်နင်တို့ရွာသားတွေဟာငါ့ကိုတတ်ခဲ့တယ်ဒါကြောင့်ငါပြန်လာပြီးနင်တို့အားလုံးကိုသိမ်းယူမယ်ထိုအချိန်တွင်မောင်ရွှေသည်သူ့ဖခင်၏အယိုးစုကိုဂူထဲတွင်တွေ့ရှိပြီးဒေါ်မယ်မြ၏အမှန်တရားကိုနားလည်လာသည်သူမသည်မတော်တဆမီးလောင်မှုတွင်သေဆုံးခဲ့ပြီးရွာသားများကသူမ၏အလောင်းကိုဂူထဲသို့ပစ်ထားခဲ့ကြသည်မောင်ရွှေသည်ဒေါ်မယ်မြကိုငြိမ်းသက်ရန်မဟုတ်ဘဲသူမ၏ဒဏ္ဍာရီကိုအဆုံးသတ်ရန်ဆုံးဖြတ်လိုက်သည်သူသည်ရွာသားများကိုစုစည်းပြီးဂူအနီးတွင်ပူဇော်ပသမှုပြုကာဒေါ်မယ်မြ၏ဝိညာဉ်ကိုငြိမ်းချမ်းစေသည့်လက်စွပ်မှအလင်းနှန်းများထွက်လာပြီးနတ်ဆိုး၏မိခိုးများပျောက်ကွယ်သွားကာရွာပေါ်ကကျိန်စာလဲပြေလည်သွားသည်မောင်ရွှေသည်ရွာ၏သူရဲကောင်းဖြစ်လာပြီးသူ၏တတိနှင့်စွန့်စားမှုကိုလူများကကျေးဇူးတင်ကြသည်သို့သောတခါတရံညအမှောင်တွင်မြေကမ်းပါမှလေတံတစ်ခုကငါပြန်လာမယ်ဟုတီးတိုးတန်ကြားရသည်ဟုအရွယ်မရောက်သောကလေးများကပြောဆိုကြသည်ဤဇလန်းလေးသည်ရှေးဟောင်းကျိန်စာများစွန့်စားမှုများနှင့်လျှို့ဝှက်စမ်းကြယ်မှုတို့ကိုပေါင်းစပ်ထားပါသည်